နှစ်ပေါင်းတစ်ထောင်ကြာအိတ်ဆက်အနားယူပြီးနောက်မှာတော့သူမဟာလေလံစင်းမြင့်ထက်ကိုရောက်ရှိလာခဲ့ပါတယ်။ကရဝါအားလုံးကိုယူသွက်စေနိုင်တဲ့အလှတရားအပြင်သူမရဲ့သွေးဟာယောဂအားလုံးကိုပျောက်ကင်းစေနိုင်တဲ့စွမ်းအားရှိတာကြောင့်လေလံပွဲတစ်ခုလုံးရုပ်ရုပ်တဲတဲဖြစ်သွားခဲ့ပါတယ်။လူတစ်ယောက်ကဒေါ်လာ100နဲ့သူမကိုတင်ပိုက်ဖို့ကြိုးစားခဲ့ပေမဲ့သူမကိုထိလိုက်တဲ့ခဏမှာပဲလျှက်စစ်စီးကြောင်းတစ်ခုကသူ့ကိုလွှင့်ထွက်သွားစေခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ VIP ခန်းထဲကအမျိုးသားတစ်ယောက်ကဒေါ်လာ1 ဘီလီယံနဲ့သူမကိုလေလံအောင်သွားခဲ့ပါတယ်။သူဟာသူမကိုကဘာပေါ်မှာအဖိုးတန်ဆုံးယတနာတစ်ခုလိုကြည့်နေခဲ့ပြီးခေါင်းတလားပေါ်ကပန်းလက်ရာတွေကိုအသားအရာပိုးတက်နေတော့မှသူ့လက်ချောင်းကရှာပြီးသွေးဆက်အချို့ခေါင်းတလားပေါ်ကျသွားခဲ့ပါတယ်။အဲ့ဒီခဏမှာပဲအဆောက်အုံတစ်ခုလုံးပြင်းထန်စွာတုန်ခါသွားပြီးသူမမျက်လုံးပွက်လာခဲ့ပါတယ်။ အေးခဲနေတဲ့အကျဉ်းတောင်တွေကနေသူမအပြင်ကိုထွက်လာတဲ့အခါသူကတော့အလားတင်လို့နေပါတယ်။သူမကတော့ခလင်းငယ်တယောက်လိုပဲသူ့စီကနေပွေးဖမ်းမှုကိုတောင်းဆိုရင်းသူ့ရင်ခွင်တွေကိုတိုက်လိုက်ခုန်ဝင်လိုက်ပါတယ်။အိမ်ပြန်ရောက်တဲ့အခါမှာတော့သူဟာဓာတ်တိတ်ချောင်းကိုထုတ်လိုက်ပါတယ်။ သူ့ခန္ဓာကိုယ်ထဲကပြင်းထန်တဲ့အစိတ်ကလေးကိုကုသဖို့သူမရဲ့သွေးကိုသူလိုအပ်နေတာပါ။သူမကလည်းလိုလိုလားလားပဲလက်ကဝက်ကိုကမ်းပေးခဲ့ပေမဲ့သူဟာနောက်ဆုံးမိနစ်ပါသူမကိုမနာကျင်စေချင်တာကြောင့်လက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ပါတယ်။ထူးဆန်းတာကသူမကိုထိလိုက်ရုံနဲ့တင်သူ့ခန္ဓာကိုယ်ထဲကအစိတ်တွေကချက်ချင်းငြိမ်သက်သွားခဲ့တာပါပဲ။ဒါကြောင့်သူကသူမရဲ့သွေးကိုမယူတော့ပဲသူမကိုသူ့ရဲ့အစိတ်ဖြည့်စေအဖြစ်ဘေးနားမှာပဲအမြဲထားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့သူမရဲ့တကယ်ဝိသေသကဒီထက်မကပိုရှုပ်ထွေးတယ်ဆိုတာသူမသိသေးပါဘူး။ရုတ်တရက်ရန်သူတွေဝိုင်းထားပြီလို့ကပဲဖြစ်သူကတည်င်းပို့လာတဲ့အခါသူကသူမကိုအိတ်ခမ်းထဲမှာဟွာထားပြီးတယောက်ထဲထွက်လာလိုက်ပါတယ်။ရန်သူတယောက်ကသူမကိုအလွယ်တကူဖိုင်းစီးဖို့ကြိုးစားခဲ့ပေမဲ့သူမခန္ဓာကိုယ်ကထွက်ပေါ်လာတဲ့ပြင်းထန်တဲ့စွမ်းအားတွေကြောင့်လွင့်ထွက်သွားခဲ့ရပါတယ်။ တိုက်ပွဲမှာသူရှုံးနိမ့်တော့မဲ့ဇဲမှာပဲသူမဟာမျက်နှာဖုံးစွပ်ပြီးသူ့နောက်ကနေပေါ်လာကတိုက်ပွဲရဲ့ခြေနေကိုပြောင်းပြန်လှန်ပစ်လိုက်ပါတယ်။တိုက်ပွဲပြီးမှာတော့သူ့ရဲ့အဖိုးဟာရန်သူတွေကြောင့်အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေကိုရောက်သွားပါတယ်။သူ့ရဲ့မနာလိုတဲ့ညီမဖြစ်သူကသူမကိုအမျိုးမျိုးဒုက္ခပေးဖို့ကြိုးစားပေမဲ့သူကသူမကိုသူ့နောက်မှာကာကွယ်ပေးထားပြီးဒီနေ့ကစပြီးသူမဟာငါရဲ့ဇနီးပဲလို့လူသိရှင်ကြားကြေညာလိုက်ပါတယ်။ အဖိုးဖြစ်သူကိုမကယ်နိုင်တော့ဘူးလို့ဆီယာဝန်ကပြောတဲ့အခါသူဟာလုံးဝစိတ်ဓာတ်ကျသွားခဲ့ပါတယ်။သူစိတ်ဆင်းရဲနေတာကိုမကြည့်ရတာကြောင့်သူမဟာအဖိုးဖြစ်သူရဲ့အခန်းထဲကိုတိတ်တဆိတ်ဝင်သွားပြီးသူမရဲ့ဆွမ်းအားတွေကိုအဖိုးစီကူးပြောင်းပေးလိုက်ပါတယ်။အဖိုးရဲ့မျက်နှာမှာသွေးရောင်တွေပြန်လဲလွှမ်းမိုးလာတာကိုဆီယာဝန်ကမြင်သွားပြီးဒါဟာတကယ်အံ့ဩပဲလို့မှတ်ချက်ပေးခဲ့ပါတယ်။ဒါပေမဲ့စွမ်းအားတွေအကုန်သုံးလိုက်ရတဲ့သူမဟာအဲ့ဒီနေရာမှာနေမိတ်လဲကွာခဲ့ပါတယ်။သူကတော့စိုးရင်တကြီးနဲ့ဆီယာဝန်ကိုမေးမြန်းတဲ့အခါဆီယာဝန်ကခက်အေးပဲပြန်ဖြေလိုက်တာကတော့သူမဘာမှမဖြစ်ပါဘူး။ဗိုက်စာလုံးတွေမေ့လဲသွားတာပါတဲ့။ နောက်ထပ်ဇာတ်လမ်းကောင်းတွေကြည့်ရှုဖို့ like and subscribe လေးတွေလုပ်ဖို့မမေ့ကြနဲ့အောင်နော် comment မှာလည်းဘလို့အကြောင်းအရာလေးတွေကြည့်ချင်လဲရေးသွားပေးကြပါအောင်မျိုးတို့